ဒေသကနေပြန်ပြီးတော့ထွက်ခွာသွားတယ်လို့ဒေသခံသတင်းအရင်းမြစ်တွေကပြောပါတယ်စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေဟာအောက်တိုဘာလ14ရက်နေ့ဝန်းကျင်လောက်ကလေးကစပြီးတော့ဆုတ်သွားတာဖြစ်တယ်လို့ဆိုကြပါတယ်အခုလိုမျိုးစစ်ကြောင်းတွေဒီဆုတ်သွားတာပေါ့လေရုပ်သွားတာဟာဆိုလို့ရှိရင်တက်အပြောင်းအလဲလောက်တာဒါမှမဟုတ်တခြားတိုက်ပွဲဖြစ်နေတဲ့ဒေသတွေကိုစစ်ကူပို့တာလည်းဖြစ်နိုင်တယ်လို့ခန့်မှန်းကြပါတယ်ထွက်ခွာသွားတဲ့စစ်ကြောင်းအင်အားဟာဆိုလို့ရှိရင်လူ100ကနေ200ဝန်းဖကန့်ကာမိုင်းလမ်းဘက်ကိုဦးတည်ပြီးတော့ထွက်သွားတယ်လို့လည်းဆိုကြပါတယ်ထွက်သွားတဲ့လမ်းကြောင်းတစ်လျှောက်မှာလည်းကချင်လွတ်လပ်ရေးတပ်မတော် KIA နောက်ပြီးတော့ PDF ပူးပေါင်းအဖွဲ့တွေနဲ့ပြစ်ခတ်မှုတွေဖြစ်နေပါတယ်အရေးကြီးတဲ့အချက်ကတော့ဒီစစ်အင်အားလုံးကအပီးအပိုင်ရုပ်သွားတာမျိုးတော့မဟုတ်သေးပါဘူးမော်ဝမ်းကြီးမော်ဝမ်းလေးစတဲ့နေရာတွေနဲ့တခြားနေရာတွေမှာတော့ဆက်ပြီးတော့တက်ဆွဲထားစေဖြစ်တယ်လို့ဒေသခံတွေကပြောပါတယ်မြို့မှာရဲစခန်းကိုအောက်တိုဘာလ16ရက်နေ့မှာ CDF ဟာခါရဲ့နောက်ပြီးတော့ CNF CNA ပေါ့လေဦးဆောင်တဲ့ပူးပေါင်းအဖွဲ့တွေကဝင်ရောက်ပြီးတော့စီးနင်းတိုက်ခိုက်ခဲ့ကြပါတယ်ဒီစစ်စင်ရေးထဲမှာစစ်ကော်မရှင်ဘက်က6ယောက်သေဆုံးခဲ့ပြီးတော့ဖမ်းဆီးခံထားတဲ့အကျဉ်းသား15ယောက်ကိုအောင်ရရေးနဲ့ဆက်ဆက်ပြီးတော့ဖမ်းဆီးခံထားတဲ့သူတွေလည်းပါပါတယ်ချင်းမျိုးသားတပ်ဦး CNF CNA နဲ့ CDF ကရဲဘော်ဟောင်းတွေလည်းပါတယ်လို့ဆိုပါတယ်ပြီးခဲ့တဲ့2024ခုနှစ်ဇူလိုင်လတုန်းကလည်းအဲ့ဒီစခန်းကိုတိုက်ခိုက်ခဲ့ပြီးတော့အကျဉ်းသား62ယောက်ကိုကယ်ထုတ်ခဲ့မှုတဲ့မှတ်တမ်းတွေရှိပါတယ်အခုတိုက်ခိုက်မှုတွေRiders သတင်းဌာနရဲ့ဖော်ပြချက်အရလာမယ့်ဒီဇင်ဘာလကုန်မှာစစ်ကောင်စီစစ်ကော်မရှင်ကပေါ့လေကျင်းပမဲ့မြန်မာရွေးကောက်ပွဲဟာယုံကြည်စိတ်ချရတဲ့ရလဒ်ကိုပေးမှာမဟုတ်ဘူးလို့ဥရောပသမဂ္ဂ EU ရဲ့လူခွင့်ရေးဆိုင်ရာကိုယ်စားလှယ်ကသုံးသပ်လိုက်တာဖြစ်ပါတယ်EU ရဲ့လူခွင့်ရေးဆိုင်ရာအထူးကိုယ်စားလှယ်Kaiser Olmgren ကအောက်တိုဘာလ16ရက်နေ့မှာရွေးကောက်ပွဲစောင့်ကြည့်သူမလွတ်ဘူးလို့ကွာလာလမ်ပူကနေတရားဝင်ကြေညာခဲ့တာပဲဖြစ်ပါတယ်သူကရွေးကောက်ပွဲကိုစစ်အုပ်စုရဲ့စီစဉ်မှုနဲ့ကျင်းပတဲ့ရွေးကောက်ပွဲဖြစ်လို့ရလဒ်တစ်ခုတည်းပဲထွက်ပေါ်လာမှာဖြစ်ကြောင်းပြက်ပြက်သားသားဝေဖန်ခဲ့ပါတယ်လူမှုကြီးမဲအွန်လိုင်းကိုယ်တိုင်ကလည်းဒီရွေးကောက်ပွဲကိုတနိုင်ငံလုံးအတိုင်းအတာနဲ့ကျင်းပနိုင်မှာမဟုတ်ဘူးလို့ဝန်ခံထားပါတယ်ဒီလိုမျိုးဝန်ခံလိုက်တာဟာရွေးကောက်ပွဲဟာဘယ်လိုမှပြည်သူအားလုံးပါဝင်နိုင်တဲ့အသွင်ဖြစ်မှာမဟုတ်ဘူးဆိုတာကိုပို့ပြီးတော့ထင်ရှားစေပါတယ်ဒါကတော့ပန်းရောင်ကတ်ပေါ့လေပန်းရောင်ကတ်လို့ခေါ်တယ်ပန်းရောင်ဘတ်ထိုင်းနိုင်ငံထဲမှာတရားဝင်နေထိုင်အလုပ်လုပ်ကင်ခွင့်လက်မှတ်အသစ်လုပ်ပေးမဲ့ကိစ္စပါထိုင်းကိုရောက်နေတဲ့မြန်မာတွေအပါအဝင်ဒီလာအိုကမ္ဘောဒီးယားဗီယက်နမ်ကရွှေ့ပြောင်းလုပ်သားခမန်းချေ2တန်းဝန်းကျင်ကိုတရားဝင်မှတ်ပုံတင်ပေးမဲ့အစီအစဉ်ဟာခေတ္တရပ်ဆိုင်းသွားခဲ့ပါပြီအောက်တိုဘာလ15ရက်နေ့ကမှတရက်မပြည့်ခင်မှာပဲရပ်တန့်လိုက်တဲ့အကြောင်းကိုအောက်တိုဘာလ16ရက်နေ့မှာတရားဝင်ထုတ်ပြန်ကြေညာခဲ့ပါတယ်ရွှေဆိုင်လိုက်ရတဲ့အဓိကအကြောင်းရင်းတွေကတော့လက်ရှိထိုင်းမြန်မာနယ်စပ်အခြေအနေမတည်ငြိမ်မှုနဲ့ထိလွယ်ရှလွယ်ဖြစ်နေတာကြောင့်လို့ထိုင်းသတင်းတွေမှာဖော်ပြကြပါတယ်နောက်တစ်ခုကလည်းဒီဘယ်လိုပြောမလဲဆက်လက်ပြီးတော့ရှိနေပြီးစုဆောင်းထားတဲ့မှတ်ပုံတင်ကြီးနဲ့စီမံကိန်းတွေရပ်ဆိုင်းသွားတဲ့အတွက်စိတ်သက်ပိုင်းဆိုင်ရာမှာထိခိုက်မှုတွေနဲ့ကြုံနေကြရပါတယ်ထိုင်းနိုင်ငံအလုပ်ကိုင်ရှာဖွေရေးဦးစီးဌာနကလုပ်သားပြဿနာကိုပိုပြီးပြည့်စုံအောင်ဖြေရှင်းဖို့လို့အကြောင်းပြပေမဲ့ဒီလေးလာသူတွေကတော့နယ်စပ်တိုက်ပွဲတွေကြောင့်လူသစ်တွေအလုံးအရင်းနဲ့ဝင်ရောက်လာမဲ့ပြဿနာတွေနဲ့အတူ online စနစ်ဒီ e-work permit မှာနီးပညာပိုင်းဆိုင်ရာပေါ့လေအဆင်မပြေမှုတွေရှိတာကြောင့်ဒီဆုံးဖြတ်ချက်ကိုချတာဖြစ်တယ်လို့လည်းသုံးသပ်နေကြပါတယ်လက်ရှိမှာတော့ပန်းရောင်ကတ်ဒီလက်မမဇလန်စကီဟာဝါရှင်တန်ကိုသမ္မတထရန့်နဲ့တွေ့ဖို့ရောက်လာခဲ့ပါတယ်အဓိကလာရတဲ့အကြောင်းရင်းကတော့ရုရှားကိုအတွင်ပိုင်းအထိပစ်ခတ်နိုင်တဲ့တိုမာဟော့ဒုံးကျည်တွေရနိုင်ဖို့ပါဆိုတော့ဘယ်နေ့မှတွေ့မယ်ဆိုတာကိုတော့ရက်အတိအကျမပြောပေမဲ့ဒီတွေးဆုံဖို့ဆုံးဖြတ်ချက်ကြောင့်ဒီယူကရိန်းတမဟော့ဒုံးကျည်တွေကိုမပေးဖို့ပေါ့လေအပြင်းအထန်တတိပေးထားခဲ့တာလည်းဖြစ်ပါတယ်တိုမာဟော့ဒုံးကျည်တွေကိုယူကရိန်းရသွားခဲ့ရင်ရုရှားရဲ့အတွင်ပိုင်းအထိပြစ်မှတ်ပရဒက်ပြည်နယ်ထဲမှာအိန္ဒိယအစိုးရလက်အောက်ခံအာသန်ရိုင်ဖယ်စခန်းတစ်ခုကိုလက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ကအောက်တိုဘာလ15ရက်နေ့မှာစုကွဲNSCN KYA နဲ့ဒီမဏိပူရဲ့
တပုံအဖွဲ့ဖြစ်တဲ့ ULFA Independent ပူးပေါင်းအဖွဲ့တို့ဖြစ်တယ်လို့ Arthur Rifle အရာရှိကိုကိုးကားပြီးတော့ North East Live သတင်းကဆိုပါတယ်မနက် Rifle ရဲ့ရှေ့တန်းစခန်းတစ်ခုကိုဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့သတင်းတွေကဆိုပါတယ်အစအဦးသတင်းတွေအရဆိုရင်တော့ Arthur Rifle က4ယောက်ဒဏ်ရာရသွားတယ်လို့ဆိုပါတယ်ဒဏ်ရာရသွားတဲ့သူတွေကိုတော့ရဟတ်ယာဉ်နဲ့ဆေးကုသဖို့တည်သွားခဲ့ပါတယ် NSCN KYA အဖွဲ့နဲ့ ULFAI အဖွဲ့နှစ်ဖွဲ့ပေါင်းအင်အား40ကျော်လောက်ကဒီမမဆိုနေတဲ့လက်နက်ကိုင်အဖွဲ့တွေဟာအိန္ဒိယမြန်မာနယ်စပ်မှာအခြေစိုက်ကြပြီးတော့အိန္ဒိယအစိုးရလက်အောက်ခံတပ်ဖွဲ့တွေနဲ့မကြာခဏဆိုသလိုတိုက်ပွဲတွေဖြစ်လေရှိပါတယ်အောက်တိုဘာလ15ရက်နေ့မှာတော့ထိုင်းနိုင်ငံရဲ့ခီးသွွားလုပ်ငန်းမြင့်တင်ရေးအတွက် Amazing Thailand Ambassador အဖြစ်တရားဝင်ခန့်အပ်လိုက်ပြီလို့ထိုင်းခီးသွွားလုပ်ငန်းအာဏာပိုင်အဖွဲ့ဒီ TAT ကကြေညာလိုက်ပါတယ်ဒီသဘောတူညီချက်အရလီဆာပါဝင်မဲ့ခီးသွွားမြင့်တင်ရေးလှုပ်ဆောင်မှုမှာလီဆာကိုဗီဒီယိုကိုအဓိကအားဖြင့်စက္ကန့်30အရွှေနဲ့နောက်ပြီးတော့စက္ကန့်15စက္ကန့်ပေါ့လေအတူဆိုပြီးတော့နှစ်မျိုးတီးဖြတ်ထုတ်လုပ်မှာဖြစ်ပါတယ်နောက်ပြီးတော့15စက္ကန့်ကြော်ညာကိုဒါတင်မကပဲအယောင်မြင့်တင်ရေးဓာတ်ပုံ12ပုံလဲပါဝင်မှာဖြစ်ပါတယ် Amazing Thailand platform တွေကနေတဆင့်ပြန်ပြီးတော့ share မယ်ပေါ့နော်ပြီးတော့ဖြတ်မယ်လို့ဆိုပါတယ်ဆိုတော့ဒီနေရာမှာလီဆာရဲ့ကြော်ကြားမှုကြောင့်နိုင်ငံတကာခရီးသည်အသစ်ပေါ့လေ9တန်းကနေ10တန်းထိရရှိပြီးတော့သူတို့တွေစီကနေဝင်ငွေဘတ်ဘီလီယံ250ကနေ900အတွင်းအမေရိကန်ဒေါ်လာနဲ့ဆိုလို့ရှိရင်တော့10ဘီလီယံကနေ16ဘီလီယံအတွင်းရနိုင်မယ်လို့မျှော်မှန်းထားတာလည်းဖြစ်ပါတယ်တန်းကျော်ကိုရောင်းချပြီးသွားပြီလို့ကမ္ဘာဘောလုံးအဖွဲ့ချုပ် FIFA ကပြောပါတယ်။အများဆုံးဝယ်ကြတဲ့နိုင်ငံတွေကတော့အိရှင်နိုင်ငံတွေဖြစ်တဲ့အမေရိကန်ပြည်ထောင်စုနောက်ပြီးတော့ကနေဒါနဲ့မက္ကဆီကိုနိုင်ငံတွေကဖြစ်ကြပါတယ်။အဲ့ဒီနောက်ကလိုက်တဲ့နိုင်ငံတွေကတော့အင်္ဂလန်၊ဂျာမနီ၊ဘရာဇီး၊စပိန်၊ကိုလံဘီယာ၊အာဂျင်တီးနားနဲ့ပြင်သစ်တို့ဖြစ်တယ်လို့ FIFA ကပြောပါတယ်။အခုပထမအသုတ်လက်မှတ်ဝယ်ယူခွင့်ရတဲ့သူတွေဟာလက်မှတ်ဝယ်ယူဖို့မဲဖောက်ရမှာရှောက်ထားတဲ့သူ4.5 သန်းနဲ့ရဖြစ်ပါတယ်